ဒီနေ့တော့အလူမင်္ဂလာပွဲတွေမှာမျက်နှာပန်းလှစေမဲ့ဒီလိုကစားဥဟာလာဝါလေးကိုအိမ်မှာအလွယ်ထိုးလို့ရအောင်လူနီလေးကိုပြပြပါမယ်ခင်ဗျာပထမဆုံးခရမ်းရကစားဥလေးတွေကိုရေပူပူလေးထဲမှာမိနစ်20လောက်ပြိုထားပေးလိုက်ပါမယ်ခင်ဗျာမိနစ်20လောက်ကြာလို့ဒီလိုဒိုလေးနဲ့ထိုးကြည့်တဲ့အခါမှာအစိုးရထိုးလို့ရသွားပြီဆိုရင်ကျွန်တော်ဆက်ပြီးတော့ခဏလောက်အိတ်ခန့်ထားလိုက်ပါမယ်ခင်ဗျာပြီးရင်ဘေးစိလေးနဲ့ငယ်ကိုလည်းလှော်ထားပေးပါမယ်ဘေးစိလေးကဒီလိုအနယ်လေးငွေပြီးတော့အရော်လေးညူလာပြီးဆိုရင်ရပါပြီခင်ဗျာပြီးရင်အိတ်ခန့်ထားတဲ့ကစားအုပ်လေးတွေကိုအခေါ်လေးခွာပြီးတော့အသားလေးတွေကိုလိုအပ်ညက်တဲ့ထိခြေထားပေးလိုက်ပါမယ်ခင်ဗျာပြီးတော့မိုးနှိလေးဖြောဖို့အတွက်ကောင်းကြီးမှုကိုတစ်ခွဲနဲ့တစ်ဝက်ထည့်ပါမယ်ကျော်တို့ကစားအုပ်နှိလေးကိုလည်းကောင်းကြီးမှုနဲ့စတူထည့်ပါမယ်ခင်ဗျာပြီးရင်စားကူကနဲ့ငယ်တကြောကူကဒီခွဲရဲ့တစ်ဝက်ထည့်ပါမယ်ပြီးတော့အုံနုကိုဒီကောင်းကြီးမှုထည့်ထားတဲ့ခွဲနဲ့နှစ်ခွဲထည့်ပါမယ်ခင်ဗျာကျတို့ရေကိုလည်းဒီခွဲနဲ့ပဲနှစ်ခွဲထည့်ပါမယ်ခင်ဗျာပြီးတော့အကူလိုတမသွားအောင်ရော်ပေးလိုက်ပါမယ်ကျတို့ပုံမှန်ဆိုဒီလိုအမှုတော့ခွဲဆိုရင်ရေနဲ့ဦးနုဘက်က6ခွဲထည့်ရပါမယ်ခင်ဗျာအချိုးကတော့1ချိုး2ပါခင်ဗျာဒါကတော့ပုံမှန်ဟာလာဝါထိုးတဲ့အချိုးပေါ့နော်ဒါပေမဲ့အခုကဒီကစားအုပ်နှစ်လေးနဲ့လောက်တာဆိုတော့လေဒီကစားအုပ်နှစ်မှာကအစိုးတက်လေးကပါပြီးသားပါခင်ဗျာဒါကြောင့်ရေကို6ခွဲထည့်လိုက်ရင်လေပုံမှန်ထက်မို့ကပိုပြတ်သွားနိုင်ပါတယ်ခင်ဗျာဒါကြောင့်ကျတော့ကဒီရေနဲ့ဦးနုဘက်ကို၄ခွဲတည်းပဲထည့်ထားပါခင်ဗျာကဲဒီလိုအကိုလိုတမသွားပြီဆိုရင်ကျွန်တော်တို့ထိုးမဲ့အိုတဲ့ကိုစကားလေးနဲ့စစ်ထည့်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ဒီလိုစကားလေးနဲ့စစ်ပေးမှမိုးသားလေးကချော်ပြီးတော့လောကနူးအီနေမှာပါခင်ဗျာပြီးတော့မီးအလယ်လန်းလေးနဲ့မိုးသားလေးကျက်တဲ့အထိမိနစ်20လောက်ထိုးပေးပါမယ်ခင်ဗျာကျွန်တော်တို့ပုံမှန်ဆိုရင်ဒီဟာလာဝါကိုကထိုင်ရည်လေးနဲ့လိုရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီအယောင်လေးကိုလေးနုနုလေးပဲလိုချင်လို့ဒီရေတခြားလေးနဲ့ပဲလိုထားတာပါခင်ဗျာကျွန်တော်တို့မိနစ်20လောက်ကြာလို့မိုးသားလေးကဒီလိုချက်ပြီးတော့လောကအိဆက်သွားပြီဆိုရင်ထောပတ်လေးနဲ့စောကိုထည့်ထုတ်ပေးပါမယ်ခင်ဗျာထောပတ်အနေများကိုစိတ်ချိတ်ထည့်လို့ရပါတယ်ခင်ဗျာပြီးတော့မိုးသားလေးတဲ့ကိုစီလေးဝယ်အောင်နောက်ထပ်မိနစ်20လောက်ထည့်ထုတ်ပေးပါမယ်ခင်ဗျာကဲကျွန်တော်တို့ထိုးလာတာနောက်ထပ်မိနစ်20လောက်ကြာလို့မိုးသားတဲ့ကိုစီဝင်ပြီးတော့ဒီလိုထွေးလေးဖြစ်လာပြီးဆိုရင်ခဏကလှော်ထားတဲ့ဘေးစိလေးတွေကိုအပေါ်ကနေဖြူပြီးတော့ထိုးပေးပါမယ်ခင်ဗျာပြီးတော့အခုလိုတမသွားအောင်နောက်ထပ်15မိနစ်လောက်ထည့်ထုတ်ပေးပါမယ်ခင်ဗျာကျွန်တော်ကဟာလာဝါဆိုရင်ပြောလေးပဲစားချင်းလို့ဒီလိုမိုးသားလေးစီပြန်ပြီးတော့ထွေးလေးဖြစ်တဲ့ချင်းဒီမှာရိုက်လိုက်ပါမယ်ခင်ဗျာအကယ်လို့ကိုကအမားကြိုက်တဲ့ဆိုရင်ဒီထက်ပိုပြီးတော့ထိုးလို့ရပါတယ်ခင်ဗျာပြီးတော့စီတုတ်ထားတဲ့ပန်းလေးထဲမှာထည့်ပြီးတော့ကျွန်တော်4နာရီလောက်အိတ်ခန့်ထားလိုက်ပါမယ်ခင်ဗျာကဲခုစရင်တော့အလူမင်္ဂလာခွဲတွေမှာမျက်နှာပန်းလှစေပြီးလောကနူးအီပြီးတော့စားလို့အရန်ကောင်းတဲ့ကစောဥဟာလာဝါလေးကိုရရှိပါပြီခင်ဗျာလောကကိုလေးနူးအီနေရောပါပဲခင်ဗျာကျွန်တော်ချိုးလဲအရင်မတဲပါဘူးခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ဒီကစားဥဟာလာဝါလေးကိုဒီနေ့လေးကိုတုပ်ပြီးတော့အိမ်မှာအလွယ်ပြုလုပ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ပါခင်ဗျာ